အကိုတယောက်မေးထားတာလေးကိုကျွန်တော်ပြန်လဲဖြေချပြီးမှဖြစ်ပါတယ်ပေါ့နော်အကိုတယောက်မေးထားတာကရေနေဦးကမီးကလွတ်နေတယ်ပေါ့နော်လှည့်လိုက်လို့ရှင်လည်းမီးပြန်ရတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါကတော့ဒါလေးတွေကြောင့်ဖြစ်များပါတယ်ဒီရေနေဦးမှာကျွန်တော်တို့အောက်ခံပြားရှိတယ်ပြီးတော့အပေါ်အိုးရှိမယ်အပေါ်အိုးရဲ့ဖြစ်မှာဒါမျိုးလေးရှိတယ်အဲ့ကြတော့ကျွန်တော်တို့ကအိုးတင်လိုက်ပြီဆိုတာနဲ့เนาะအိုးတင်လိုက်ပြီဆိုတာနဲ့ဒီအရစ်လေးနှစ်ရစ်နဲ့ဒီအောက်ခံပြားထဲမှာဒီထဲမှာရှိတဲ့ဒီမှာဒီလိုမျိုးထဲမှာเนาะကြီးဝါငုတ်လေးနှစ်ငုတ်ရှိတယ်ကြီးဝါငုတ်လေးနှစ်ငုတ်ဒီကနေပြီးကြတော့လျှက်စစ်ကသွားထားတယ်လျှက်စစ်ကနေဒီငုတ်လေးနှစ်ငုတ်ကနေပြီးကြတော့ဒီကောင်နှစ်ခုနဲ့သွားထိတယ်เนาะအဲ့မှာဒီဟာလေးတွေကသုံးပါများလို့ပေါ့เนาะဒီလိုကျွန်တော်တို့အပေါ်ကနေဖိလိုက်လို့ရှိရင်ဒီမှာเนาะအဲ့လိုမျိုးလေးတွေသူကနေနေသွားတယ်နေသွားကြားလို့ရှိရင်သူကပြန်တက်လာပြဿနာမရှိဒီကြီးလေးတွေကောင်းနေအကြီးတွေကောင်းနေဆိုပြဿနာမရှိကြတော့တခုတမက်ကပဲအပူများလို့ပဲဖြစ်ဖြစ်ပေါ့เนาะဒီငုတ်လေးတစ်ကုတ်ကနှိမ့်သွားတာပဲဖြစ်ဖြစ်နှစ်ငုတ်လုံးနှိမ့်နေတာပဲနည်းနည်းလောက်လေးနှိမ့်နေတာဖြစ်ဖြစ်လွတ်တက်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကိုပြန်ပြီးတော့ကပ်ပြီးတော့ဖြီးပြလိုက်ပါเนาะဒီဟာလေးတွေကိုဖြီးပြလိုက်ပါဖြီးပြလိုက်ပြီဆိုလို့ရှိရင်ဒါလေးကိုဖြော့ပါမနော်ဒီနောက်ကနေဒီမှာနယ်လေးတွေပါတယ်နယ်လေးကြတော့ပေါ့တစ်ခုနဲ့တစ်ခုပေါင်းစပ်မတူဒီနယ်လေးတွေဖြုတ်ပြီးလို့ရှိရင်ကျွန်တော်ပြောသလိုလေးဖြီးပြလိုက်ပါဖြီးပြလိုက်လို့ရှိရင်ပြန်ပြီးတော့သုံးလို့ရတော့ပါလိမ့်မယ်တချို့ကြတော့တငုတ်ကလုံးလုံးနှိမ့်သွားလို့ရှိရင်မီးကိုမလာတော့ဘူးเนาะလှည့်လိုက်လည်းမရမီးကိုမလာတော့ဘူးအဲ့အတွက်ကြောင့်ကိုယ်တိုင်လုံးလို့ရတာလေးကတော့ဒီဟာလေးတွေကိုဖွင့်ကြည့်လိုက်ပါဖွင့်ကြည့်လိုက်လို့ငုတ်တငုတ်ကအပေါ်ကနေကြည့်လိုက်လေရတယ်ငုတ်တငုတ်ကနည်းနည်းလေးနှိမ့်နေတာပဲဖြစ်ဖြစ်เนาะနှစ်ခုလုံးနှိမ့်နေတာဖြစ်ဖြစ်ဒါလေးကိုဖိပြီးတော့ကြံကပ်ပေးလိုက်ပါတကယ်လို့မှကိုကအပေါ်ပစ္စည်းဝယ်လို့လဲလွယ်တယ်နီးစက်ရမှာအပေါ်ပစ္စည်းလဲရှိတယ်ဆိုလို့ရှိရင်ဒီဟာလေးကိုလင်းလိုက်ပါเนาะဒီဟာသီးတဲ့ကြည့်ပဲတော့ဝယ်ဖို့မရှိဘူးပေါ့เนาะဒါမျိုးအုပ်စုံခလုတ်လေးတစ်ခုပါမယ်သုံးခုပါတဲ့အစုံလေးရှိတယ်အဲ့လိုအစုံလေးဝယ်လို့ရတယ်တကယ်လို့မှဒီတစ်ခုချင်းစီဝယ်လို့များတော့ကြောင့်အစုံလုံးတော့ဝယ်ရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအစုံလုံးလည်းမဝယ်ချင်ဘူးဆိုလို့ရှင်တော့ကျွန်တော်ပြောတဲ့နီးလေးတိုင်းပဲလုပ်ကြည့်ပါနော်ကျွန်တော်ပြောတဲ့နီးလေးတိုင်းလုပ်ကြည့်အဆင်ပြေသွားလိမ့်မယ်ဒီငုံလေးတွေကဒီနက်လေးတွေကနေဖြုတ်ပြီးတော့လည်းလုပ်လို့ရတယ်တချို့ကြတော့ဒီဟာကဒီမှာတစ်ခုက loose ဖြစ်ပြီးတော့ပေါ့နော် loose ဖြစ်ပြီးတော့ကျွန်တော်တို့ပူပြီးတော့ဒီနက်လေးတွေတွေ့ထားတဲ့နေရာလေးတွေပျော့ပြီးတော့နှိမ့်သွားတာမျိုးလည်းရှိတယ်နော်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ဒီနက်လေးကိုပြန်ချောင်ပြီးတော့ဒါလေးကိုတက်တက်လေးထားပြီးတော့เนาะပုံမှန်တက်တက်လေးထားပြီးတော့ဒီကောင်လေးကိုဒီချာလေးနက်လေးကိုပြန်ပြီးတော့ပြန်ကြက်ပေးရမယ်เนาะအရင်ကြီးသုံးလို့အဆင်မပြေတော့ဘူးဆိုလို့ရှိရင်တော့အသေးလေးတာကောင်းတယ်ဘာလို့လဲဆိုတော့ဒါမျိုးနက်ဒီပြန်ကြက်မယ်ဆိုရင်နက်ကအစကနေဒီထဲမှာကကော်ကအရင်မရှိတော့ပြုံးသွားတဲ့အနေထားမျိုးဆိုတော့ပြန်ကြက်လဲခဏနေလို့ရှိရင်ပြန်ဖြစ်မှာပဲပေါ့เนาะပစ္စည်းဝယ်လို့လွယ်တဲ့နေရာဆိုလို့ရှိရင်တော့ပစ္စည်းဝယ်ပြီးတော့လဲတာကောင်းတယ်ပစ္စည်းဝယ်လို့မလွယ်တဲ့နေရာဆိုတော့ဒါကျွန်တော်ပြောတဲ့နည်းလေးတွေကိုစမ်းပြီးတော့သုံးကြည့်ပါเนาะမီးလွတ်တဲ့ပြဿနာကတော့ဒါလေးတွေကြောင့်ဖြစ်များတယ်ခလုတ်တို့ဘာတို့ကတော့ဒီမီးလွတ်တာမျိုးမဟုတ်ဘူးပေါ့เนาะမီးလုံးလုံးကြီးမလာတော့တာမျိုးဆိုတော့ခလုတ်ပြတ်တာလည်းဖြစ်နိုင်တယ်တကယ်လို့မှဟိုလှည့်လိုက်လို့ရှင်ပြန်ရသွားတာတို့ဘာလို့ရှင်တော့ကျွန်တော်ပြောတဲ့ဟာလေးကအဓိကအကြောင်းရင်းလေးပါပေါ့เนาะအဲ့ဒါလေးပြန်လုပ်ကြည့်တာနဲ့အဆင်ပြေသွားပါလိမ့်မယ်เนาะကျေးဇူးပါ